အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့မြေသေးပင်လေရဲ့အပြာရောင်လှိုင်းတဘိုးတွေချွေရောင်ဝင်းလန်းနေတဲ့ဆာဟာရာသိကန္နာယာကြီးကမ္ဘာကျော် Star Wars ရုပ်ရှင်ရဲ့ကူးခဲ့တဲ့နေရာတွေရောမခစ်ကရှေးဟောင်းအဆောက်အအုံတွေအပြင်အာရနွေဦးလို့ခေါ်တဲ့နိုင်ငံရေးအချိုးအကွေကြီးကိုစတင်မွေးဖွားပေးခဲ့တဲ့ထူးခြားလှပတဲ့တူနီးရှားနိုင်ငံအကြောင်းကိုဝေမျှပေးခြင်းပါတယ်နိုင်ငံရဲ့တရားဝင်အမည်ကတော့တူနီးရှားသမ္မတနိုင်ငံဖြစ်ပါတယ်မြောက်အာဖရိကတိုက်ရဲ့မြောက်ဘက်အစွန်ဆုံးမှာတည်ရှိပြီးမြောက်ဘက်နဲ့အရှေ့ဘက်မှာမြေသေးပင်လေအနောက်ဘက်မှာအယ်ဂျီးရီးယားနိုင်ငံအရှေ့တောင်ဘက်မှာလစ်ဗျားနိုင်ငံတို့နဲ့နေနမိတ်ချင်းထိစပ်နေပါတယ်နိုင်ငံရဲ့စုစုပေါင်းအကျယ်အဝန်းကစတူရန်မိုင်ပေါင်း63,180ဖြစ်ပြီးမြောက်အာဖရိကမှာတော့အသေးငယ်ဆုံးနိုင်ငံဖြစ်ပါတယ်စုစုပေါင်းလူဦးရေ12သန်းဝန်းကျင်ခန့်နေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်အုပ်ချုပ်ရေးအနေနဲ့တပြည်ထောင်ရွေးကောက်ခံသမ္မတစနစ်ကိုကျင့်သုံးပြီးအာရပ်ဘာသာစကားကိုရုံးသုံးဘာသာစကားအဖြစ်အသုံးပြုပါတယ်ဒါပေမဲ့ပြင်သစ်ကိုလိုနီဟောင်းဖြစ်ခဲ့တာကြောင့်ပြင်သစ်ဘာသာစကားကိုလေစီးပွားရေးပညာရေးနဲ့အစိုးရရုံးလုပ်ငန်းတွေမှာကျဲကျဲပြန့်ပြန့်အသုံးပြုသလိုအင်္ဂလိပ်ဘာသာစကားကိုလည်းအသုံးပြုတဲ့နိုင်ငံဖြစ်ပါတယ်လူဦးရေ2.8 သန်းကျော်နေထိုင်တဲ့တူနစ်မြို့ကမြို့တော်နဲ့အကြီးဆုံးမြို့ဖြစ်ပြီး South-Fast Southခိုင်ရိုဝမ်နဲ့ဗီဇာတီတို့ကတော့အခြားထင်ရှားတဲ့မြို့ကြီးတွေဖြစ်ပါတယ်။နိုင်ငံရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ဂျီဘယ်အချန်ပီတောင်ကတော့နိုင်ငံရဲ့အမြင့်ဆုံးနေရာဖြစ်ပြီးပင်လယ်ရှည်မျက်နှာပြင်အထက်9066ပေမြင့်ပါတယ်။တူနီးရှားဆိုတဲ့အမည်ဟာမြို့တော်တူနစ်ကိုဆွဲပြုပြီးခေါ်ဝေါ်တာလေးဖြစ်ပါတယ်။တူနစ်ဆိုတဲ့စကားလုံးဟာရှေးဟောင်းဘာသာတိုင်းရင်းသားတွေရဲ့ဘာသာစကားကနေဆင်းသက်လာပြီးစကန်ချရာနေရာသို့မဟုတ်အနားယူရာနေရာလို့အဓိပ္ပာယ်ရပါတယ်။တူနီးရှားနိုင်ငံရဲ့သမိုင်းကြောင်းဟာနှစ်ပေါင်းထောင်ချီရှည်လျားပြီးအလွန်ခမ်းနားပါလေမူလအစကလေးကဘာလူမျိုးတွေနေထိုင်ခဲ့ကြပြီး BC 814ခုနှစ်လောက်မှာဖီနီရှန်လူမျိုးတွေရောက်လာပြီးကမ္ဘာသမိုင်းမှာအလွန်နာမည်ကြီးတဲ့ခါသစ်အင်ပါယာကြီးကိုတည်ထောင်ခဲ့ကြပါတယ်ခါသစ်အင်ပါယာဟာမြေထဲပင်လယ်တဝိုက်မှာစီးပွားရေးအရာရောစစ်ရေးအရာပါအလွန်အင်အားကြီးမားခဲ့ပါတယ်အထူးသဖြင့်ကမ္ဘာအတော်ဆုံးစစ်သူကြီးတယောက်အဖြစ်သမိုင်းမှတ်တမ်းတင်ခင်ရတဲ့ဟန်နီဘယ်ဟာခါသစ်သားတဦးဖြစ်ပါတယ်သူဟာရောမအင်ပါယာကိုတိုက်ခိုက်ဖို့အတွက်စင်တပ်ကြီးတွေကိုဦးဆောင်ပြီးနှင်းတွေဖုံးလွှမ်းနေတဲ့ L တောင်တန်းကြီးကိုဖျက်ကျော်ချီတက်ခဲ့တဲ့တမိုင်းဝင်ဖြစ်ရဟာဒီကနေ့ထပ်တိုင်ကြော်ကြားစေဖြစ်ပါတယ်။ဒါပေမဲ့ရောမအင်ပါယာနဲ့ဆယ်စုနှစ်ပေါင်းများစွာစစ်ပွဲတွေဖြစ်ပွားပြီးနောက် BC 146မှာတော့ခါသစ်အင်ပါယာကြီးကျဆုံးသွားပြီးရောမတွေရဲ့အုပ်ချုပ်မှုအောက်ကိုရောက်ရှိသွားပါတယ်။ရောမခေတ်မှာတူနီးရှားဟာကျုံးတဲ့စိုက်ပျိုးရေးတည်နှံတွေအများဆုံးထွက်ရှိလို့ရောမအင်ပါယာရဲ့စပကြီးလို့တောင်တင်စားခံခဲ့ရပါတယ်။အေဒီ9ရာစုမှာတော့အာရပ်အစ္စလာမ်အင်ပါယာကဝင်ရောက်သိမ်းပိုက်ခဲ့ပြီးအစ္စလမ်ဘာသာနဲ့အာရပ်ယဉ်ကျေးမှုတွေကိုယူဆောင်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့အော်တိုမန်အင်ပါယာရဲ့လက်အောက်မှာနှစ်ပေါင်းများစွာနေထိုင်ခဲ့ရပါတယ်။1880ခုနှစ်မှာတော့ပြင်သစ်နိုင်ငံကတူနီးရှားကိုကျူးကျော်သိမ်းပိုက်ခဲ့ပြီးပြင်သစ်အဆောင်အရှောက်ခံကိုလိုနီနေမြေအဖြစ်ပြောင်းလဲခဲ့ပါတယ်။ပြင်သစ်လက်အောက်မှာ85နှစ်ကြာနေထိုင်ခဲ့ရပြီးနောက်နိုင်ငံရေးခေါင်းဆောင်ဟာဗစ်ဘော်ဂီဘာရဲ့ဦးဆောင်မှုနဲ့အတူ1956ခုနှစ်မတ်လ20ရက်နေ့မှာလွတ်လပ်ရေးရရှိခဲ့ပါတယ်။လွတ်လပ်ရေးရပြီးနောက်ဘော်ဂီဘာဟာနိုင်ငံရဲ့ပထမဆုံးသမ္မတဖြစ်လာပြီးတူနီးရှားကိုခေတ်မီတဲ့နိုင်ငံတစ်ခုဖြစ်အောင်ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်ခဲ့ပါတယ်။အထူးသဖြင့်အမျိုးသမီးအခွင့်အရေးတွေကိုအာရပ်ကမ္ဘာမှာအမြင့်မားဆုံးအဆင့်အထိမြင့်တင်ပေးခဲ့ပြီးပညာရေးနဲ့ကျန်းမာရေးကိုဦးစားပေးခဲ့ပါတယ်။ဒါပေမဲ့သူဟာနိုင်ငံကိုတပါတီစနစ်နဲ့32နှစ်ကြာအာဏာရှင်ဆန်းဆန်းအုပ်ချုပ်ခဲ့ပါတယ်။1989ခုနှစ်မှာတော့ဇင်အယ်အဗီဒင်ဘင်အလီကအာဏာသိမ်းပြီးသမ္မတဖြစ်လာပါတယ်။ဘင်အလီဟာနိုင်ငံစီးပွားရေးကိုတိုးတက်အောင်လုပ်နိုင်ခဲ့ပေမယ့်တစ်ဖက်မှာတော့အကျင့်ပြတ်ချစားမှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ပြည်သူတွေကိုဖိနှိပ်မှုတွေပြုလုပ်ခဲ့တဲ့အထိဆိုးရွားခဲ့ပါတယ်။ဒီလိုနဲ့2010ပြည့်နှစ်ဒီဇင်ဘာလ18ရက်နေ့မှာစီဒီပူစီမျိုးကမိုဟာမက်ဘူဟာဇီစီဆိုတဲ့အသေးအရွက်တဲ့လူငယ်လေးဟာရဲတွေရဲ့မတရားအနိုင်ကျင့်ငွေညှစ်ခင်ရတာကိုမခံမရနိုင်ဖြစ်ပြီးကိုမီးရှို့ဆန္ဒပြခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာတူနီးရှားပြည်သူတွေရဲ့နှစ်ပေါင်းများစွာအောင်အီးမျိုးသိပ်ထားရတဲ့ဒေါသတွေကိုပောက်ကွဲထွက်စေခဲ့ပြီးတနိုင်ငံလုံးရဲ့ဆန္ဒပြပွဲတွေအုံကြွလာပါတော့တယ်။2011ခုနှစ်ဇန်နဝါရီလမှာတော့24နှစ်ကြာအုပ်ချုပ်ခဲ့တဲ့အာနာရှင်ဘင်အလီပြုတ်ကျပြီးနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်။ဒီတော်လန်ရေးကိုစပယ်ပန်းတော်လန်ရေးလို့ခေါ်ဆိုခဲ့ကြပြီးဒီအဖြစ်ကနေတဆင့်အရှိအလဲပိုင်းတခွင်ကိုကူးဆက်သွားတဲ့အာရပ်နွေဦးလှုပ်ရှားမှုကြီးစတင်ခဲ့တာဖြစ်ပါတယ်။တော်လန်ရေးအပြီးမှာတူနီးရှားဟာဒီမိုကရေစီနိုင်ငံအဖြစ်ကူးပြောင်းနိုင်ခဲ့ပြီး2014ခုနှစ်
နှစ်မှာဖွဲ့စည်းပုံအခြေခံဥပဒေတစ်ကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဒါပေမဲ့စီးပွားရေးကျပ်တည်မှုတွေနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်2021ခုနှစ်မှာလက်ရှိသမ္မတခါအစ်စာရစ်ကလော်တော်ကိုဖျက်သိမ်းပြီးအာဏာကိုချဲ့ထွင်ရယူခဲ့တာကြောင့်လက်ရှိအချိန်မှာတော့ဒီမိုကရေစီစနစ်ဟာနောက်ကျောင်းပြန်လှည့်မဲ့အနေနဲ့ရင်ဆိုင်နေရပါတယ်။တူနီးရှားနိုင်ငံဟာတင်းငယ်ပေမဲ့တမိုင်းဝင်နေရာတွေကမ်းခြေတွေဒေသနာရတွေနဲ့အလွန်လှပတဲ့နိုင်ငံဖြစ်ပါတယ်။ UNESCO ကမ္ဘာအမွေအနှစ်နေရာ9ခုအထိရှိပါတယ်။တရက်ထဲမှာအထင်ရှားဆုံးကတော့ခါတစ်မြို့အောင်နေမည်ဖြစ်ပါတယ်။မြို့တော်တူနီမြို့အနီးမှာရှိတဲ့ BC ရှေးရာစုကတိစောက်ခဲ့တဲ့ရှေးဟောင်းအင်ပါယာကြီးရဲ့အကျွင်းအကြံတွေဖြစ်ပါတယ်။ရောမစစ်ပွဲတွေကြောင့်ပျက်စီးခဲ့ရပေမဲ့ဒီနေ့ထက်တိုင်ကြီးကျယ်ခဲထားတဲ့ရေချိုးကန်ဟောင်းကြီးတွေတိုင်လုံးကြီးတွေကိုဒီနေရာမှာလေ့လာနိုင်ပါတယ်။အယ်ဂျန်အမိုးဖွင့်ပြဆက်ယုံကြီးကတော့အီတလီနိုင်ငံရောမမြို့က Colosseum တီးပြီးရင်ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးရောမရှေးဟောင်းပြဆက်ယုံကြီးဖြစ်ပါတယ်။300စုကတိစောက်ခဲ့ပြီးပရိသတ်ပေါင်း3500ဆန်ပါတယ်။အလုံးကိုကြီးကျယ်ခမ်းနားတဲ့နေရာတစ်ခုဖြစ်ပြီးနာမည်ကြီး Gladiator ရုပ်ရှင်တချို့ကိုလာရောက်ရိုက်ခဲ့ရနေရာလေးဖြစ်ပါတယ်။စီဒီပူစာအစ်ဆိုတာကတော့မြေထဲပင်လယ်ကမ်းခြေကတောင်ကုန်းလေးပေါ်မှာကြည့်ပြီးအိမ်လေးတွေအားလုံးကိုအဖြူရောင်တုတ်ထားကတကားနဲ့ပတင်းပေါက်တွေကိုအပြာရောင်တုတ်ထားတဲ့ရွာလေးဖြစ်ပါတယ်။ဂရီနိုင်ငံကစန်တိုရီနီနဲ့ဆင်တူပြီးဓာတ်ပုံရိုက်လို့အကောင်းဆုံးနဲ့ကမ္ဘာလှည့်ခေတ်ကြီးသွားတွေအနှစ်သက်ဆုံးနေရာတစ်ခုလေးဖြစ်ပါတယ်။မြို့တော်ထူနစ်ရဲ့ရှေးဟောင်းမြို့တွေကောင်းမှရှိနေတဲ့ထူနစ်မက်ဒီနာကတော့ရှေးရာစုကလေးကတည်ခဲ့ရပါ။ဒီနေရာကတော့ကြောက်ခင်းလမ်းချင်းလေးတွေရိုးရာစည်းတန်းတွေဗလီကြီးတွေနဲ့အစ္စလာမစ်ယဉ်ကျေးမှုကိုအပြည့်အဝခန်းစားရမယ့်နေရာဖြစ်ပါတယ်။ခဲရိုဝမ်မြို့ကိုတော့680ခုနှစ်မှာတည်ထောင်ခဲ့ပြီးမက်ကာမက်ဒီနာဂျေရုဆလင်တို့ပြီးရင်အစ္စလမ်ဘာသာဝင်တွေအတွက်စရုပ်ထားမြောက်အထွတ်အမြတ်ထားရမြို့တော်ဖြစ်ပါတယ်။ဒီမြို့မှာရှိတဲ့မဟာဗလီဟာမြောက်အာဖရိကတိုက်ရဲ့ရှေးရကြဆုံးနဲ့အလှပဆုံးဗလီကြီးဖြစ်ပါတယ်။တောင်ပိုင်းမှာရှိတဲ့မမာတာဒေသဟာမြေကြီးကိုတူအောက်ထဲမှာနေထိုင်ကြတဲ့မြေအောက်အိမ်တွေရှိတဲ့နေရာဖြစ်ပါတယ်။ဒါကိုဒါရိုက်တာဂျော့လူးကတ်ကသဘောကျပြီးကမ္ဘာကျော်စတာဝါရုပ်ရှင်တွေကဂျိုးသားတွေနေတဲ့ထတ်တူးအင်းချူအဖြစ်လာရောက်ရိုက်ခဲ့ပါတယ်။ဒါအပြင်တောင်ပိုင်းကဒေါ့စ်မြို့လေးကနေတဆင်ဆာဟာရတဲခနာယာကြီးတွေကိုကလပ်အုပ်တွေခရီးသွားနိုင်ပါတယ်။တောင်ပိုင်းကမ်းလွန်မှာရှိတဲ့ဂျာဘာကျွန်းကလေးကတော့အလွန်လှပတဲ့တဲပြူကမ်းခြေတွေနဲ့အုံးမင်တွေကြောင့်ကြော်ကြားပါတယ်။ဒီကျွန်းမှာထူးခြားတာကတော့အာဖရိကတိုက်ရဲ့ရှေးအကြဆုံးဂျူးဖျားကျောင်းတည်ရှိပြီးမော်စလင်တွေနဲ့ဂျူးလူမျိုးတွေရာစုနှစ်ပေါင်းများစွာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်တဲ့ကျွန်းလေးဖြစ်ပါတယ်။တူနီးရှားရဲ့အခြားထင်ရှားတဲ့နေရာတွေကတော့အာဖရိကမှာဒုတိယအကြီးဆုံးဖြစ်တဲ့ဘာဒိုအမျိုးသားပြတိုက်အေရီရှီယာစုနဲ့ကိုရာစုအတွင်းမှာတိစောက်ခဲ့တဲ့ဆူဆာကန်တက်အေရီရှီယာစုနောက်ပိုင်းမှာတိစောက်ခဲ့တဲ့အမစ္စတာကန်တက်ကိုရာစုမှာတိစောက်ပြတဲ့အာလ်စီတူနာပလီကြီးကမ်းခြေများစွာကြောင့်ကြော်ကြားတဲ့အဟမ်မာမတ်မြို့ကလေးနိုင်ငံရဲ့မြောက်ပိုင်းကစတူယန်မိုင်90နီးပါးကျင်းဝန်းနဲ့အိုက်ချူကဲလ်အမျိုးသားဥယျာဉ်နယ်မြေနဲ့ UNESCO အမွေအနှစ်စည်ရင်းဝင်ရောမမျိုးဟောင်းတက်ကာရိုပဲဖြစ်ပါတယ်။တူနီးရှားလူဦးရေရဲ့68ရာခိုင်နှုန်းဟာအာရက်တွေဖြစ်ပြီးကျန်တာတွေကတော့ဘာဘာနဲ့ဂျူးလူမျိုးတွေဖြစ်ပါတယ်။69ရာခိုင်နှုန်းသောပြည်သူတွေဟာစွန်နီမွတ်စလင်တွေဖြစ်ကြပြီးကျန်တဲ့100ရာခိုင်နှုန်းကတော့ခရစ်ယာန်ဘာသာဝင်တွေနဲ့ဂျူးလူမျိုးအနည်းငယ်ပါဝင်ပါတယ်။တူနီးရှားဟာအာရက်ကမ္ဘာမှာဘာသာရေးအစွန်းရောက်မှုအနည်းဆုံးနဲ့အမျိုးသမီးတွေကိုလွတ်လပ်ခွင့်အပေးဆုံးနိုင်ငံတစ်ခုအဖြစ်ထင်ရှားပါတယ်။စီးပွားရေးစနစ်မှာတော့အဓိကအဖြစ်စိုက်ပျိုးရေးခရီးသွားလုပ်ငန်းအထည်အလိပ်ရေနံအဖျော်ရမကဖော့စပိတ်နဲ့တန်ရိုင်းအစရှိတဲ့ဓာတ်သတ္ထုတူဖော်ရေးတို့အပေါ်အခြေခံပါတယ်။တူနီးရှားဟာကမ္ဘာပေါ်မှာတန်လွင်စီနဲ့စွန်ပလွန်သီးအများဆုံးတင်ပို့ရောင်းချတဲ့နိုင်ငံတွေထဲမှာထိပ်တန်းကပါဝင်ပါတယ်။နိုင်ငံသားတွေရဲ့တဦးချင်းပြန်းပြ GDP ကတော့အမေရိကန်ဒေါ်လာ4500ဝန်းကျင်ဖြစ်ပြီးငွေကြေးစနစ်အနေနဲ့တူနီးရှားဒေတာကိုအသုံးပြုပါတယ်။ခြားအာဖရိကနိုင်ငံအများစုထက်လူနေမှုစနစ်အနေငယ်မြင့်တဲ့နိုင်ငံဖြစ်ပေမယ့်ပြည်သူအများစုကတော့စီးပွားရေးကျက်တဲမှုတွေနဲ့ရုန်းကန်နေရပါတယ်။အထူးသဖြင့်အလုတ်လက်မဲ့ပြဿနာဟာနိုင်ငံရဲ့အကြီးမားဆုံးအကျက်အတဲဖြစ်ပါတယ်။ဘွဲရပညာတတ်လူငယ်တွေတောင်အလုတ်အကင်ရှာရအလွန်ခက်ခဲနေပြီးလူငယ်အလုတ်လက်မဲ့နှုန်းဟာ30ရာခိုင်နှုန်းကျော်အထိရှိနေပါတယ်။ဒါကြောင့်ပညာတတ်လူငယ်အများအပြားဟာဥရောပနိုင်ငံတွေအထူးသဖြင့်ပြင်သစ်စီကိုရွှေ့ပြောင်းအလုတ်လုပ်ကိုင်မှုစူးစမ်းနေကြရပါတယ်။ငွေကြေးဖောင်းပွားမှုနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတွေကြောင့်လေလူလက်တန်းစားတွေရဲ့ဘဝဟာပုံမကျက်တဲလာနေပါတယ်။ပညာရေးနဲ့ကျန်းမာရေးစနစ်ကတော့လွတ်လပ်ရေးရပြီးကတည်းကအစိုးရကအများကြီးရင်းနှီးမြှုပ်နှံခဲ့တာကြောင့်အာဖရိကတိုက်မှာစံပြဖြစ်ခဲ့ပူပါတယ်။အခြေခံပညာရေးနဲ့တက္ကသိုလ်ပညာရေးကိုနိုင်ငံတော်ကအခမဲ့ထောက်ပံ့ပေးထားပြီးစာတက်မြောက်နှုန်း85ရာခိုင်နှုန်းကျော်ရှိပါတယ်။အဓိကတက္ကသိုလ်ကြီး73ခုရှိနေပြီးတရက်ထဲမှာအကြီးဆုံးနဲ့အထင်ရှားဆုံးကတော့ခါသစ်တက္ကသိုလ်ဖြစ်ပါတယ်။1988ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ဒီတက္ကသိုလ်ကြီးကိုကျောင်းပေါင်း21ခုနဲ့ဖွဲ့စည်းထားပြီးစာသင်သားပေါင်း9000
နီးပါးတက်ရောက်လျက်ရှိပါတယ်။တဲယူပို့ဆောင်ရေးအနေနဲ့မြို့ကြီးတွေကြားဆက်သွယ်ပေးတဲ့ရထားစနစ်နဲ့ဘတ်စကားစနစ်တွေရှိပါတယ်။ထူးခြားတဲ့တဲယူပို့ဆောင်ရေးတစ်ခုကတော့ Blue Watch လို့ခေါ်တဲ့ခရီးသည်တင်ဗန်ကားတွေဖြစ်ပါတယ်။လူပြေမှာထွက်တဲ့ဒီကားလေးတွေဟာတူနီးရှားပြည်သူတွေတစ်မြို့နဲ့တစ်မြို့ကူးလူသွားလာရမှာအဓိကအားထားရဆုံးဖြစ်ပါတယ်။မြို့တော်မှာရှိတဲ့တူနစ်ခါတစ်နိုင်ငံတကာလေဆိပ်ကတော့အဓိကလေဆိပ်ဖြစ်ခါတစ်နှစ်ကိုလေကြောင်းခရီးသွား9တန်းကျော်ကိုဝန်ဆောင်မှုပေးနေတဲ့လေဆိပ်ကြီးဖြစ်ပါတယ်။ရာသီဥတုကတော့မြောက်ပိုင်းမှာမြေတဲ့ပင်လယ်ရာသီဥတုမျိုးဖြစ်ပြီးနိုင်ငံအလယ်ပိုင်းမှာတဲကန္နာရဆန်နဲ့ရာသီဥတုနဲ့တောင်ပိုင်းမှာတော့လုံးဝပူပြင်းခြောက်သွေးတဲ့ဆာဟာရာတဲကန္နာရရာသီဥတုမျိုးဖြစ်ပါတယ်။တူနီးရှားစားစာရီဟာမြေတဲ့ပင်လယ်အာရန်နဲ့ပြင်သစ်ယဉ်ကျေးမှုတွေပေါင်းစပ်နေပါတယ်။အကျော်ကြားဆုံးကတော့ဟာရစ်ဆာဖြစ်ပါတယ်။ငရုတ်သီးနီကြက်သွန်ဖြူတန်လွင်စီနဲ့ဟင်းခတ်အမွှေးအကြိုင်တွေထောင်းပြီးလှုပ်ထားတဲ့ဒီငရုတ်သီးနှစ်ဟာတူနီးရှားလူမျိုးတွေရဲ့ထမင်းစပွဲတိုင်းမှာမပါမဖြစ်ပါတူနီးရှားဟာရစ်ဆာကို2022ခုနှစ်မှာ UNESCO ကကမ္ဘာဒရက်မဲ့ရှင်းကြီးမှုအမွေအနှစ်အဖြစ်တောင်သတ်မှတ်ပေးခဲ့ပါတယ်။အမျိုးသားအစားအစာကတော့ခူစကူဖြစ်ပါတယ်။ဂျုံမုံကိုအစီသေးသေးလေးတွေဖြစ်အောင်လုပ်ပြီးအသားဟင်းသီးဟင်းရွက်အနှစ်တွေနဲ့တွဲဖက်စားသုံးရတာပါ။နောက်ထပ်နာမည်ကြီးတာကတော့ break ပါ။ပေါလွာတဲ့အမုံနှစ်ပြားထဲမှာကြက်ဥတူနာငါကြက်သွန်မိတ်တွေထည့်ပြီးကျွတ်နေအောင်ကြော်ထားတဲ့တရေဆောင်ဖြစ်ပါတယ်။ရိုးရာဂီတအနေနဲ့အန်တာလူရှန်အမွေအနှစ်ဖြစ်တဲ့မာလူဖ်ဂီတဟာအလွန်ထင်ရှားပါတယ်။တူနီးရှားရဲ့လက်မှုပညာတွေဖြစ်တဲ့ဂေါ်စောရဲလှုပ်ခြင်းနဲ့ရှော့စင်းမြေအိုလုပ်ငန်းတွေဟာလည်းကမ္ဘာနဲ့ခေရီသွားတွေအကြားနာမည်ကြီးပါတယ်။အားကစားမှာတော့ဘောလုံးဟာနိုင်ငံရဲ့အသက်သွေးကြောဖြစ်ပါတယ်။တူနီးရှားမျိုးသားဘောလုံးအသင်းကိုခါတစ်လင်းုံများလို့တင်စားခေါ်ကြပြီးကမ္ဘာဖလားကို9ကြိမ်အထိပါဝင်ခွင့်ရတဲ့ဘောလုံးအသင်းဖြစ်ပါတယ်။ဘောလုံးအပြင်လက်ပစ်ဘောနဲ့ဘတ်စကတ်ဘောအားကစားတွေမှာလည်းအလွန်ထူးချွန်ကြပါတယ်။ဒါလောက်ဆိုရင်တော့ကြီးကျယ်ခမ်းနားတဲ့ရောမသမိုင်းတွေကိန်းအောင်နေတယ်လို့ဆာဟာရာတဲခန္ဓာရကြီးရဲ့အလှတရားတွေနဲ့ခေတ်သက်ဒီမိုကရေစီတော်လှန်ရေးသမိုင်းတွေပေါင်းစပ်နေတဲ့တူနီးရှားနိုင်ငံအကြောင်းကိုအတော်လေးစုံစုံလေးလေးတည်သွားလောက်ပြီးထင်ပါတယ်။နားဆင်သူတူတာစုံမိတ်ဆွေအပေါင်းကျွမ်းလန်းချမ်းမြေ့ကြပါစေရှင်။